တူတမီရဲ့အယုတ်ပြေးသွားလို့တဲ့တူတမီပထမဆုံးဝယ်ပေးတဲ့အယုတ်အယုတ်ပြေးသွားလို့တဲ့အချုပ်များယောက်ျားဘာမှမရှိတဲ့ကျွတ်ကျွတ်အိတ်သေးကိုဘာမှမရှိတဲ့ကျွတ်ကျွတ်အိတ်တွေထည့်ပြီးမှတိန်းတယ်ချုပ်တယ်ဖားတယ်ကောင်းဦးတွေပြင်းကောင်းဦးတွေချုပ်တယ်အခုလည်းဟိုမှာတူတမီရဲ့အယုတ်ပြေးလို့ချုပ်များအပေါ်မှာပြေးတော့ဘလို့လို့မနင်းတို့တာဖာညောဆိုဘလို့တောင်ပြေးအောင်ဆိုကြတာလေအယားနူးညံ့တာအယားနူးညံ့တာငါယောက်ျားလေခူရကြောက်လို့ခူရလေးတပ်ပေးပါအောင်လို့ပြောတဲ့ဟောဒီကေတက်ရမှာလားတဲ့တနာဆရာကြီးတဲ့ငါလေးစိတ်ညစ်လိုက်တာပစွန်6တွေဆိုအကုန်လုံးဘေးကလာမမသိတဲ့ကြောင်တွေကျွေးတာအမောအိမ်မှာကြွဲ့ရှိရဆိုလဲမဖမ်းဘူးတဲ့တနာဆရာတရိတ်ဆန်ဆိုတာလေလူကမတနာဘူးဆိုသူတို့ကဘာမှလုံနိုင်တာမဟုတ်ဘူးတနာစရာကောင်းတယ်တရိတ်ဆန်ဘဝဆိုတနာစရာဆိုလည်းနင်းခူရတနာတာတော့လူနေလေငါမှကြောက်လို့လူကိုအန်ဒီမပြုတ်နိုင်ဘူးဆိုတော့မင်းကလည်းတရိတ်ဆန်တွေလည်းရှင်တန်တင်ပါတယ်နင်းလည်းဟိုမှာပိုင်တကူနဲ့တွားနေလိုက်ပိုင်တကူရဲ့ assistant နဲ့တွားလုပ်လိုက်ဟိုမှာ